ခလေးတယောက်ရဲ့ကြီးထွားလာမှုမှာခန္ဓာကိုယ်တန်ဆန်းဖို့တွေမကပါဘူးစိတ်တက်ခိုင်မာဖို့ကလည်းအရေးကြီးလာပါတယ်ဖုံးမျက်နှာပြင်ရှေ့မှာပဲအချိန်ကုန်နေမဲ့အစားတက်ကြွဖြတ်လက်ပြီးမိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ခလေးတယောက်အဖြစ်ပြုစုပြောထောင်ပေးဖို့အချိန်တန်ပါပြီကျွန်တော်တို့လိုင်ယွန်ဂိတိုက်ကုန်းတင်ထဲမှာအငယ်တွေအတွက်ခန္ဓာကိုယ်ကြန့်ခိုင်မှုတွေကပဲလူမှုဆက်ဆံရေးအာယုံစူးစမ်းအားကောင်းခြင်းနဲ့လူကြီးမိဘတွေကိုရုပ်သိမ်းလေးစားတဲ့စီကံကောင်းတွေပါတခါတည်းအဓိကတင် जा ပေးမှာဖြစ်ပါတယ်စောကစားရင်လေ့ကျင့်မယ်လေ့ကျင့်ရတဲ့စွမ်းရည်တိုးတက်လာမယ်ဖုံးကြည့်ချိန်တွေရှော့ချပြီးအမသာဝန္ဒနာပါလာအောင်ကျွန်တော်တို့လိုင်ယွန်ဂိတိုင်ကွမ်လူကလပ်ကအဓိကပြုစုပြိုးထောင်တင် जा ပေးမှာပါကျွမ်းကျင်တဲ့ဤပြတွေကိုယ်တိုင်အနိကစနစ်တကျနဲ့ဘေးအန္တရာယ်ကင်းရှင်းစွာတင် जा ပေးနေကြမိဘတွေအနေနဲ့စိတ်အေးချမ်းသာစွာအနံ့နိုင်ပါတယ်ကလေးတို့ရဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ပျော်ရွှင်စရာအနာဂတ်အတွက်ဒီနေ့ပဲကျွန်တော်တို့စီမှာစရေးပေးသိလိုက်ပါတင့်ကလေးရဲ့အပြောင်းလဲကိုဒီမှာပဲစတင်လိုက်ရအောင်